ချင်းညီကိုတွေအားလုံးပဲမြင်လာပါဗျ။ FA ဗလာပွဲစဉ် Tottenham Spa နဲ့ Aston Villa ပွဲလေးကိုတပွဲကောင်းလေးရေးချယ်ပေးကြပါတယ်။ဒီရပိုင်းပွဲလေးတွေကတော့ဒါအဆင်ပြေလိုက်မပြေလိုက်ဖြစ်နေတယ်ပေါ့နော်။ဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ပြန်လည်ရေးချယ်ပေးထားပါတယ်။ဒီလိုပွဲလေးတွေလို့ဆိုရင်တော့ Telegram Channel လေးကို join ထားပေးပါဗျ။ဒီပွဲလေးကတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်။စပါးကတော့နောက်ဆုံး12ပွဲမှာ2ပွဲသာနိုင်ထားသလို3 front အပေါ်မှာတော့ဒါ PR တွေတော်လေးများနေပါတယ်။ဖုံးမောက်ကို3-2နဲ့ရှုံးခဲ့တဲ့ပွဲမှာဒါတိုက်စစ်ပိုင်းကဂိုးပြန်သွင်းလာနိုင်ပေမဲ့ဒါခံစစ်ပိုင်းကတော့တိတ်ပြီးတော့အာမကိုဝသေးတာကိုတွေ့ရပါတယ်။အင်ဝင်း10ပွဲမှာဆိုရင်လည်း2ပွဲသာနိုင်ထားသလို5ပွဲအထိရှုံးထားပြီးတော့အင်ဝင်းအားသာချက်ကိုလည်းအသုံးမချနိုင်ပါဘူး။ AB လန်ကတော့ခုရသည်မှာအတီးရဲ့အတိုင်းခြေစမ်းပြနေပါတယ်။ Palace နဲ့ဒါနောက်ဆုံးပွဲမှာတည်ကြခဲ့ပြီးမဲ့နောက်ဆုံး14ပွဲမှာဒါအာဆင်နယ်တသင်းသေးကိုဒါရှုံးထားတာပါ။အဝေးကွင်း7ပွဲမှာဆိုရင်လည်းဒါ5ပွဲနိုင်3ပွဲတည်နဲ့3ပွဲရှုံးရလက်ထွက်ထားပြီးတော့အဝေးကွင်းစမ်းဆောင်ရလည်းတော်လေးကောင်းနေပါတယ်။လူစင်းမိုင်းကိုကြည့်မယ်ဆိုရင်ဒါစပါးဘက်မှာတော့ဂျိမ်းမက်ဒီဆင်ဒါဆိုလန်ကီကူလိုဆက်စကီနဲ့ဦးဒိုဂီတို့လိုအမာကန်တွေအပါဝင်ဒီကကစားသမား9ဦးလောက်မပါဝင်နိုင်တဲ့အတွက်ဒါ front အတွက်တော့လူထုတ်တဲ့နေရာမှာအခက်အခဲရှိပါလိမ့်မယ်။ AB လာဘက်မှာတော့ဒီကကိုသမားဒါအီမီမာတီစနက်ကခြေစလုံးကျက်သားတန်ရာကြောင့်ပါဝင်မှုမသေးကြသလိုတိုင်ရိုမဲနဲ့ဒါရော့ပါကလီတို့ကလည်းတန်ရာရရှိနေပါတယ်။ဒါပေမဲ့လည်းစပါးနဲ့ရှင်ရင်တော့ဘီလာရဲ့လူရင်ကပုံပြီးတော့ပြည့်စုံပါတယ်။ဟက်တူဝက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံမှု3ချိန်လုံးမှာ AB လာကပဲအနိုင်ရထားပါတယ်။စပါးကတော့ဒါအင်္ဂဝင်းမှာရုံးကန်နိုင်ပေမဲ့လက်ရှိလူရင်ကလည်းခြေစမ်းအရဆိုရင်တော့ Aston Villa ကပဲ C2 ဒါမှမဟုတ် 1-2 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ယူသွားပါလိမ့်မယ်။ညီကိုတော့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတော့ comment လေးမှာရေးပေးသွားပါအောင်ဗျ။အားလုံးပဲ good luck ဖြစ်ကြပါလိမ့်ဗျ။